ဘန်ကောက်မြို့လယ်မှာရှိတော်လုံနီပန်းချံကတက်တန်းတရားရှိနေပြီဆိုတာတင်သိပါသလားတက်တန်းတရားပြည့်ထိုင်မှကိုမသွားခင်ဒီပန်းချံရဲ့အကြောင်းကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒီပန်းချံကတော့ရာမာဘရင်6က1929ခုနှစ်တွင်တည်ဆောက်ထားပြီးတော့အစပိုင်းတင်ပြဝက်အတွက်အတောင်ပြုဖို့ရည်ရွယ်ထားတော့လဲပဲနောက်ပိုင်းမှာတော့ပြည်သူလူထုတို့အပန်းဖြေဖို့နေရာတစ်ခုဖြစ်ထင်ရှားလာခဲ့ပါတယ်ဒီအထိုင်မှပွဲမှာဘာတွေရှိတယ်လဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပထမဦးစွာရွှေရောင်စပါးစိုက်ခင်းတွေနဲ့ရောင်ဆောင်မီးတွေနဲ့အလှဓာတ်ပုံရိုက်ဖို့အတွက်ခင်းချင်းပြသထားတာကိုတွေ့ရှိရပါတယ်မီးလောင်နေနဲ့ပြုတ်လောက်ထားတော့အဝါရောင်နှင်းစီပန်းစိုက်ခင်းကလည်းအရန်ကိုလှပပါတယ်ဒီနေရာတစ်ဝိုက်မှာအလှဓာတ်ပုံရိုက်တဲ့လူနဲ့အရန်ကိုစီကားလာပါတယ်ပေါ့နော်ကဲနောက်တစ်နေရာကတော့နာမည်ကြီးအစားအသောက်များဖြစ်တဲ့နေရကနေလာတော့ဆိုင်90ကိုတွေ့ရှိရမှာဖြစ်ပါတယ်အစားအစာဘက်မှာလည်းနည်းနည်းပါးပါးကျင့်တဲ့အတွက်ပေါ့နော်လူတွေတအားကြတယ်ပေါ့နော်ဝယ်စားတဲ့ခါမှာပြူတော်တိုးရတယ်ပေါ့အဲ့ဒီမှာအစားအစာတွေကိုဝယ်စားပြီးဆိုရင်တော့မြခင်စိမ်းမှာခင်းထားတဲ့ခေါင်းပေါ်မှာတချင်းတဲ့နားထောင်ရင်းနဲ့ညနေစာကိုအေးစစ်စစ်နဲ့စားလို့ရပါတယ်ပြီးတော့ဂီတဖျော်ဖြေမှုနဲ့ပါပါတော့ရှိတယ်ပေါ့နော်အေးစစ်စစ်လို့နားထောင်လို့ရတယ်ပေါ့နော်ကဲဒီနေ့ကနောက်ဆုံးနေ့ဘာမှသွားရသေးဘူးဆိုရင်တော့တကယ်လို့နိုင်ရတဲ့သူမဆိုရင်သွားလိုက်ပေါ့နော်တကယ်ကိုပြောပါတယ်နောက်ပြီးတော့အေးစစ်စစ်လည်းအပန်းဖြေလို့ရပါတယ်နော်ကဲဒီနေ့တော့ဒီပါပဲဘိုင်ဘိုင်